မင်္ဂလာပါ current page ကနေပြန်လဲကြိုဆိုလိုက်ပါတယ် current ဒီနေ့ပြောပြပေးခြင်းတဲ့စာအုပ်ကလေးကတော့ဒီစာရေးဆရာဖြိုးကျော်ရဲ့ညှိုးမှန်ဆိုတဲ့စာအုပ်ကလေးပါဒီစာအုပ်ကမူရင်းဝတ္ထုကတော့ဂျပန်ဝတ္ထုပေါ့နော်ဂျပန်ဆရာရေးဆရာဟီဂါရှိနိုရဲ့စာအုပ်ပေါ့နော်ဒီစာအုပ်ကိုစာရေးဆရာဖြိုးကျော်ကနေပြီးတော့ညှိုးမှန်ဆိုတဲ့နာမည်နဲ့ဘာသာပြန်ဆိုလိုက်တာပါဒီစာရေးဆရာဖြိုးကျော်ကို current ပထမဆုံး try မှုပါလို့ပြောရမှာပေါ့နော်ပထမဆုံးဖတ်ဖူးတာပါစစချင်းမှာတော့သဘောမကျတဲ့အပိုင်းတွေရှိရပေါ့နော်သဘောမကျတဲ့အပိုင်းတွေဆိုတာကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး။ तू ကဂျပန်စာအုပ်ကိုမြန်မာမှုပြန်ပြုတ်ထားတာအတွက်ကြောင့်မလို့ဒီဂျပန်စလုံးတွေနေရာမှာပေါ့နော်မြန်မာတွေအသုံးပြုလိုက်တယ်။ဒါပေမဲ့ဆက်ပြီးတော့တိတ်မအပ်ဆက်လို့မရတဲ့အရာကဘာလဲဆိုရင်ဒီဂျပန်စက်ကြောင်းကိုမှမြန်မာမှုပြုတ်ထားတဲ့အတွက်ဂျပန်နာမည်တွေကမြန်မာနာမည်တွေဖြစ်နေရဲ့။ဒီစာအုပ်ထဲမှာပါတဲ့ cherry ပင်ကြီးကလည်းဗရောက်ပင်ကြီးဖြစ်နေရဲ့။အဲ့ဒီဟာတွေကိုလက်ခံလို့ရပေမဲ့ဒီလူတွေရဲ့ဇက်ကောင်တွေရဲ့အကျင့်စရိုက်ကမြန်မာစရိုက်မဟုတ်ဘူးပေါ့နော်။နာမည်ကတော့မြန်မာဆန်တယ်ဇက်ကောင်ကဂျပန်ဆန်တယ်ပေါ့အဒါကို current တကူစာအမြင်ပေါ့နော် current စိတ်ထဲမှာတမျိုးကြီးဖြစ်နေလို့အစကတော့ခံစားရတယ်ကွာစာအုပ်ရဲ့အလေကိုရောက်လာတယ်အဆုံးကိုရောက်လာတဲ့အခါမှာတော့သူကဒါသူဘယ်လိုပဲဖြစ်ဖြစ်ကွာအဲ့ဒါအားလုံးကဆက်မိပါတယ် current အရင်ကြိုက်တယ်ဖတ်ပြီးတော့တော်တော်လေးလည်းသဘောကျတဲ့အတွက်အားလုံးပြန်လဲမျှဝေပေးလိုက်ပါတယ်ဒီစာအုပ်ရဲ့ပုံစံကသူကလှုပ်ဝက်စမ်းကျဲမျိုးစားပေါ့နော်trailer တွေ mystery တွေကိုကြိုက်တယ်ဆိုတဲ့လူတွေဖတ်ကြည့်ဖို့အတွက်အရန်ကိုတင့်တော်ပါတယ်ဒီလို trailer တွေ mystery တွေကိုအရေးများတဲ့စာရေးဆရာကမြန်မာမှာဆိုရင်နည်းနည်းရှားရပေါ့နော်ရှားရဆိုတဲ့ current အကြိုက်ကရှားတာပါဆရာချမ်းမြေဝင်တယောက်လောက်ပဲ current ဖတ်ဖြစ်တယ်ပေါ့နော်ကျန်တဲ့ high ဆိုရင် current မဆန်းဘူးအဲ့အတွက် current ဒီဆရာဖြိုးကျော်ကိုဖတ်ကြည့်လိုက်တဲ့အခါမှာတော်တော်လေးကိုသဘောကျသွားတယ်လျှို့ဝှက်သေးဖို့တွေစုံလောက်ဇလန်းတွေကိုကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့ current လိုပဲအကြိုက်တွေ့မှာသိကြပါတယ်ဇလန်းကတော့သူကလူတက်မှုတစ်ခုရဲ့အကြောင်းကိုရေးထားတာပါလူတွေရဲ့အဓိကဖုံးကွယ်ထားတဲ့အငုံစိတ်ပေါ့နော်အငုံစိတ်တွေအရန်များလာတဲ့အခါကျရင်ပောက်ကွဲသွားတယ်အဲ့အငုံစိတ်ကြီးอ่ะကွာစိတ်ထဲမှာမတိမတာထဲတိုင်းနောက်ဆုံးမှာပောက်ကွဲသွားတယ်အဲ့ဒီအခါမှာဘယ်လိုအကျိုးဆက်တွေဖြစ်မလဲပေါ့တခါတလေမှာပေါ့နော်ဒီလူတယောက်နဲ့ပတ်သက်ရင်ဒီပတ်ဝန်းကျင်တစ်ခုနဲ့ပတ်သက်ရင်ကိုကဘာမှမလုပ်ဘူးကိုကအေးဆေးနေရဲသူတို့ထိခိုက်စေမဲ့အရာဘာမှမလုပ်ခွင့်နဲ့ပို့ဆိုရင်လိုမုန်းနေရမျက်မုန်းကျိုးနေရအဲ့လိုမျိုးပေါ့နော်ကြည်မရဘူးကွာတခုခုဖြစ်စေခြင်းနဲ့အဲ့လိုပတ်ဝန်းကျင်တစ်ခုကိုတွေ့ဘူးကြမယ်လို့ထင်တယ်ပေါ့နော်ကာရင်းကိုယ်တိုင်လည်းကြုံဘူးပါတယ်အဲ့တော့ဒီလူတက်မှုကလည်းဒီအငုံစိတ်ကနေဖြစ်လာတဲ့လူတက်မှုလို့ပြောရမှာပေါ့ကာယကံရှင်ကိုယ်တိုင်ကကိုဘာလုပ်မိမှန်းမသိဘူးကိုကတော့အကောင်းတွေပဲလုပ်လိုက်တယ်ကွာသူ့ကိုလည်းကိုကကောင်းစေခြင်းနဲ့စံသားနဲ့ပြောလိုက်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာထားအောင်ဆရာကြီးလောက်တာပဲငါရှိကိုကြော်တတ်တာပဲလူတွေကချီကျူးတာကိုခံချင်နေလိုက်တာအဲ့လိုမျိုးကွာ negative တွေအရန်များတယ်အငုံစိတ်တွေအရန်များတဲ့အခါမှာသူကဒီလူကိုအရန်မုန်းတယ်သူ့အတွက်ဒီလူမရှိရင်ပိုကောင်းမယ်တေဝါမှအေးမယ်အဲ့လောက်ရှိကိုတွေးထားပြီးတော့သူကဒီလူကိုတတ်မိသွားတယ်ပေါ့ဇလန်းကတော့အဲ့လိုဇလန်းမျိုးပါဇလန်းရဲ့အတူချုပ်ကိုပြောပြမယ်ပေါ့နော်စာရေးဆရာတငယ်ချင်း2ယောက်ရှိရယ်သူရိန်နဲ့ပေါ်လွင်နဲ့တယောက်ကအရန်ကိုနာမည်ကြီးရဲ့စာရေးဆရာနာမည်လေးရပြီးတော့အောင်မြင်နေပြီတယောက်ကလူမသိသူမသိစာရေးဆရာတယောက်ပေါ့အဲ့ထက်မှတယောက်ကနာမည်ကြီးနေတဲ့စာရေးဆရာကသူကနိုင်ငံခြားကိုအပြီးပြောင်းတော့မှဖြစ်တဲ့အတွက်သူ့တငယ်ချင်းကိုဖိတ်လိုက်တယ်စကားပြောဖို့အတွက်အိမ်ကိုလာခဲ့ဖို့ပေါ့နော်အဲ့တော့သူတို့နေ့လည်နေကမှတွေ့ကြရဲစကားဆက်ပြီးပြောကြရဲပြန်သွားတယ်ညဘက်ရောက်တဲ့အခါမှာတငယ်ချင်းကပြောစရာကြံနေသေးတယ်တိုင်ပင်စရာရှိသေးတယ်ပြန်လာခဲ့ပါအောင်ဆိုပြီးတော့ခေါ်တဲ့အတွက်သွားလိုက်တယ်ဒါပေမဲ့ရောက်တဲ့အခါမှာသူ့တငယ်ချင်းကတေးနေပြီဒီစာအုပ်မှာအပိုင်း3ပိုင်းပါပါတယ်ပထမတစ်ပိုင်းကကြတော့ဒီလူသက်တရခံကိုရှာတဲ့အပိုင်းပေါ့ဒုတိယအပိုင်းမှာလူသက်တရခံကိုတည်သွားပြီငါကြောင့်လူသက်ရတယ်ဟဲ့လူသက်ရတဲ့အကြောင်းရင်းကိုရှာတာကနံပါတ်2နံပါတ်3ကိုရောက်တဲ့အခါကျတော့ဒီလူသက်သမားရဲ့မထင်ထားတဲ့မြုပ်ွက်တွေကွာအရန်ကိုတန်ဖိုးတက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတွေကအပိုင်း3မှာပါပါတယ်အရန်မရိုးရှင်းဘူးပေါ့နော်လူသက်ထားတဲ့အမှုကထင်ထားတော့မလွယ်ကူဘူးမရိုးရှင်းဘူးလုံးဝမထင်ထားတဲ့လူသက်သမားရဲ့ကြောက်စရာကောင်းတဲ့အတွင်းစိတ်အဲ့ဒါတွေကိုကြည့်ရမှာပါကာရီကတော့အရန်သဘောကျတယ်ရိုးရှင်းနေလဲတဲ့ mystery မဆန်တော့ဘူးလေနော်သူကလျှို့ဝှက်စမ်းကျယ်ဆိုတဲ့အတိုင်းတကယ်ရင်တထိတ်နဲ့ဖတ်ရတာလေအရန်ကိုကောင်းပါတယ်စာအုပ်ပြီးသွားတဲ့အချိန်ထိဘယ်လိုမျိုးလဲဇလန်းကဘယ်လိုလဲသူ့စိတ်ကြီးကဘယ်လိုကြီးလဲဘာလို့တက်လိုက်ရတာလဲအဲ့ဒါကြီးကတရေတွေးနေရတာကွာတလားစာဖတ်တဲ့လူမှာအတွေးအများကြီးကြံခဲ့ဒီစာအုပ်ကိုဖတ်လိုက်မယ်ဆိုဒါကြောင့် current ဒီစာအုပ်လေးကိုmystery trailer တွေကြိုက်တယ်ဆိုရင်ပေါ့နော်ဖတ်ကြည့်ဖို့အတွက်ညွှန်းချင်ပါတယ်သူ့ရဲ့တခြားစာအုပ်တွေလည်း current ဖတ်ကြည့်ဖို့အတွက်စဉ်းစားထားပါတယ်နာမည်ကြီးစာအုပ်တွေပေါ့နော်ဒီ current ကမဖတ်ဘူးကွာဆရာဖြိုးကျော်ကိုဖတ်ဘူးတဲ့လူတွေကတော့အသေးဆွဲပဲပေါ့ဟို current လည်းစပြီးတော့ဖတ်ကြည့်ရဲကြိုက်သွားတယ်အဲ့အတွက်အားလုံးပြန်ပြီးတော့ညွှန်ပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်စာအုပ်ဘလော့ကောင်းနေနဲ့တူပြန်လာခဲ့ပါဦးမယ်